တိုးကလေးကဆက်မလျှောက်ချင်တော့ဘူးဒါနဲ့သူ့အမေကြောဘောကိုတက်ခွပြီးအမေကတဲသွားပေးဖို့မျှော်လင့်နေတာပေါ့ဒါပေမဲ့အမေကသူ့ကိုဖြည်းဖြည်းချင်းပဲတွန်းချလိုက်ပါတယ်ဒီလိုလုပ်လို့စိတ်ကောက်သွားတဲ့တိုးကလေးကကြောက်ခဲလေးတစ်လုံးကိုကောက်ကင်ပြီးသူ့အမေကိုဖစ်ပေါက်လိုက်တော့တာပဲအမေကသူ့ရဲ့စိုးသွမ်းမှုကိုတားဖို့စူးစမ်းပေမဲ့တိုးကလေးကနားမထောင်ပဲမြေကြီးပေါ်လဲချပြီးကြီးတိုက်တော့တာပါပဲအမေဖြစ်သူနဲ့တခြားရွေးချယ်စရာမရှိတာနဲ့တိုးကလေးကိုအတင်းဆွဲခေါ်သွားရပါတယ်ဒါပေမဲ့တိုးကလေးကပိုဆိုးလာပြီးအတင်းယုံတာကြောက်ခဲတွေကိုနင်းတာတွေလုပ်တဲ့အထိယုံကန်နေတော့သူတို့ကြားကကျိုးပြတ်သွားပါတော့တယ်ရုတ်တရက်အထင်းကွန်မဲ့သွားလို့တိုးကလေးကဟန်ချက်ပြက်ပြီးခြောက်သေးကိုလိမ့်ကျသွားပါတယ်ကန်ကောင်းကြောင်မလို့ကြောက်စွန်းတစ်ခုမှတင်းနေလို့သာအသက်ပေးကတီတီလေးလွတ်သွားတာပါအမေကညီညီနေဖို့တတိပေးပေမဲ့တိုးကလေးကထပ်ပြီးနားမထောင်ပါဘူးကြောက်စွန်းပေါ်မှာအားနဲ့ခုန်လိုက်တဲ့အခါကြောက်တုံးကြီးပြုတ်ကြပြီးတိုးကလေးလည်းတောင်အောက်ကိုလိမ့်ကျသွားပါတော့တယ်တောင်ကြီးကတက်တောင်တက်တာရှိတဲ့အိမ်လေးတစ်လုံးထဲမှာဘလူးကြီးတစ်ကောင်ကလက်ဖက်ကြီးတောင်နေတော့တိုးကလေးကအထဲကိုဝုန်းကနေလွင့်စင်ဝင်သွားပြီးသူ့ရဲ့ကြွေတဲ့ပန်းခွက်ခွက်ရောက်ဒီကိုရိုက်ခွဲလိုက်တယ်လို့ဖြစ်သွားပါတယ်ဒေါ်ဖာထွက်သွားတဲ့ဘလူးကြီးကတိုးကလေးကိုဖမ်းလိုက်ပြီးသူ့ရဲ့နောက်ထပ်အစာအခွေလှပ်စားဖို့ပြင်ပါတော့တယ်ဒီအတွင်းအမေဖြစ်သူကအပေါ်ကနေစိုးရင်တကြီးလိုက်ရှာနေတော့ခြေချော်ပြီးခြောက်ထဲကြကအောက်မှာတတိလစ်သွားပါတယ်ဘလူးကြီးကတိုးကလေးကိုဖုံးအုပ်ထားပြီးဟင်းချက်ဖို့လူအပ်တာတွေကိုပြင်ဆင်နေတော့တိုးကလေးကထွက်ပြေးဖို့အခွင့်အရေးကိုအရန်တင်ဆောင်နေပါတယ်တိုးကလေးရဲ့စိုးသွမ်းမှုကိုမြင်သွားတဲ့ဘလူးကြီးကသူ့ကိုအိုးထဲထက်အဖုံးပိတ်ပြီးမီးဘိုထဲထည့်လိုက်ပါတော့တယ်ဒါပေမဲ့တိုးကလေးကအိုးအဖုံးကိုတွန်းဖွင့်ပြီးမီးခိုးကောင်းတိုင်ကိုတွေ့တာနဲ့အဖင်ကိုတိုးထပ်ဖို့ကြိုးစားပြန်ပါတယ်သူ့ရဲ့ဝါဝါကောက်ကောက်ကိုလုံးအေးကြောင့်လမ်းတစ်ဝက်မှာတင်တနေပါလေရောရုံထွက်ဖို့ကြိုးစားရင်းနဲ့မီးခိုးကောင်းတိုင်ကြီးပြိုကျလာပြီးဘလူးကြီးရဲ့ခြေရင်းသားအထိလိမ့်ဆင်းသွားပါတယ်ဒေါ်ဘာထွက်နေတဲ့ဘလူးကြီးကဓာတ်ကိုကင်လိုက်ချိန်မှာပဲအိမ်ရဲ့မျက်နှာကျတန်းကြီးကျူးကျလာပြီးတစ်သားเจ้าတွေကသူ့တန်ဖိုးထားတဲ့ကျွေးတယ်တွေပေါ်ကိုပြီးတော့မလို့ဖြစ်သွားပါတယ်သူကကြောက်ကြောက်လန့်လန့်နဲ့သူ့ရဲ့ကျွေးတယ်တွေကိုအကုန်သိမ်းပြီးဘီရိုထဲမှာလုံလုံခြုံခြုံသိမ်းလိုက်ပါတယ်ဘလူးကြီးရဲ့အားနဲ့ချက်ကိုရည်မိသွားတဲ့တိုးကလေးကကျွေးတယ်တွေကိုပဲဖစ်မှတ်ထားပြီးတိုက်ခိုက်ပါတော့တယ်တခုပြီးတခုကွဲကြေသွားသလိုဘလူးကြီးရဲ့ရင်ဘက်လည်းကွဲကြေသွားရပါတယ်ဘလူးကြီးကလေကားယူပြီးတိုးကလေးကိုဖမ်းဖို့လုပ်ပေမဲ့တိုးကလေးကစိန်ဘော်ကိုခုန်တက်ပြီး YC ပိုင်းကြီးကိုခြိထားတဲ့ကြိုးကိုဖြီချလိုက်တဲ့အတွက်ဂရန်ပြင်းကြီးပေါက်ထွက်သွားပါတယ်တိုးကလေးကဘလူးကြီးရဲ့စိတ်ရှည်တီးမှုကိုထက်တလဲလဲဆန်းတန်နေတာပါအဲ့ဒီနောက်သူ့ခြေထောက်အောက်မှာရှိနေတဲ့ကျွေးတဲ့တက်တာကိုတွေးသွားတဲ့အခါမှာတော့ဘလူးကြီးကဒူထောက်ကြပြီးမလုတ်ဖို့တိုးကလေးကိုတောင်းပန်ပါတော့တယ်ဒါပေမဲ့တိုးကလေးကမီးကန်တရစ်ဖို့ခုံးလိုက်တဲ့အတွက်အောက်ကမြစ်ထဲကိုပြုတ်ကျသွားပါတော့တယ်ဘလူးကြီးလည်းအရှုံးပေးလိုက်ရပြီးဒေါသတွေအကုန်ပြောက်သွားကဂရန်ပြင်းပေါ်မှာပဲပုံရက်သားလဲကျသွားပါတယ်ဘလူးကြီးရဲ့စိတ်ပြက်အားငယ်မှုကိုမြင်ရတဲ့အခါတိုးကလေးကသူ့အမားကိုသူနားလဲသွားပုံရပါတယ်သူကအိမ်ထဲကအကွေးအစတွေကိုလိုက်ကောက်ပြီးပုံပြတ်ပန်းစင်းကြီးပြန်ဆက်ထားတဲ့လက်ဖက်ရည်အစုံလေးလုပ်ပေးလိုက်ပါတယ်ဒါကိုမြင်ပြီးစိတ်လှုပ်ရှားသွားတဲ့ဘလူးကြီးကသူ့ကိုခွင့်လွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကသူ့သားလေးကိုတွေ့သွားပြီးဝမ်းသာအားရပြေးလာပါတယ်သူတို့ထွက်ခွာသွားလာကိုကြည့်နေဘလူးကြီးကဒီလောက်ထဲပြန်ကြမ်းခဲ့ပေမဲ့တိုးကလေးကလက်ကြည့်ပြီးသူ့ပါအတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဘလူးကြီးလေးဝမ်းသာအားရလက်ခံလိုက်ပြီးတိုးကလေးကိုသူ့ပခုံးပေါ်တင်လိုက်ပါတယ်ဒါပေမဲ့သူလက်ထွက်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့အိမ်လေးကအနောက်မှာအကုန်ပြိုကျသွားပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်ပဲတိုးကလေးကဘလူးကြီးရဲ့အသက်ကိုကယ်လိုက်တယ်လို့ဖြစ်သွားတာပါသူ့ရဲ့ကျွေးတယ်တွေကိုဆုံးရှုံးသွားပေမဲ့တငယ်ချင်းတယောက်ကိုတော့ရရှိလိုက်ပါတယ်ဒါနဲ့ပဲမှောင်မမဲပြိုကျနေတဲ့အိမ်ထဲကထွက်ခွာလာတဲ့ဘလူးကြီးဟာတိုးကလေးနဲ့အတူခရီးစဉ်အစ်စ်ကိုစတင်လိုက်ပါတော့တယ်